အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ကကမ္ဘာပေါ်မှာနိုင်ငံတွေအများကြီးရှိတဲ့အထက်မှာအစင်းအဆုံးဖြစ်တဲ့နိုင်ငံ၃နိုင်ငံကိုပြောပြသွားမှာဖြစ်ပြီးတော့ဘာကြောင့်ဒီနိုင်ငံတွေကအခုလိုမျိုးဆင်းရဲရတာလဲဆိုတာကိုတခါရေးပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့နံပါတ်3နေရာမှာရှိတဲ့နိုင်ငံလေးနဲ့စလိုက်ကြအောင်နံပါတ်3နေရာမှာရှိတဲ့နိုင်ငံကတော့ Central African Republic လို့ခေါ်တယ်ဒီနိုင်ငံကစိမ့်တဲ့တဘာဝအရင်းမြစ်တွေအများကြီးရှိပေမဲ့ပြည်သူလူထုအတွက်ဖြန့်ဝေနိုင်ခြင်းမရှိတာမလို့အခုလိုမျိုးဆင်းရဲနေရတာပါဒီထက်မကနိုင်ငံလုံးကစစ်တပ်နဲ့အခြားသောအဖွဲ့အစည်းအများကြီးကကိုယ်ဝေပြပြနဲ့အုပ်ချုပ်နေတာမလို့တိုးတက်မှုကိုကြင့်ကြစေတာပါဘန်စနစ်ကလည်းတိုးတက်မှုရန်နေကွေးတာမလို့စီးပွားရေးလုံးဝအဆင်မပြေနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်နောက်ဆက်တဲ့နိုင်ငံကတော့ဘူရန်ဒီဆိုတဲ့နိုင်ငံလေးပါဒီနိုင်ငံကလူဦးရေ73မီလီယံလောက်သာရှိပေမဲ့လူဦးရေအရန်ကျက်သေးရတာကြောင့်လူဦးရေတိတ်တိတ်ဆကမြန်မာနိုင်ငံချက်9ဆလောက်ပိုများပါတယ်နိုင်ငံရေးမတည်ငြိမ်မှုနဲ့လူမျိုးဆွဲပြဿနာတွေကြောင့်နိုင်ငံကအချင်းကြတိုးတက်မှုမရှိခဲ့ပါဘူးပြီးတော့ဒီနိုင်ငံကစိုက်ပျိုးရေးကိုအားထားပြီးတော့အသက်ဆက်ရတာဖြစ်တဲ့အတွက်တကယ်လို့ရာသီဥတုဖောက်ပြန်တာမျိုးဆိုရင်စီးပွားရေးလုံးဝကျဆင်းရပါတယ်စိတ်ယုံတွေကလည်းအကန့်အသတ်နဲ့သာရှိတာကြောင့်စီးပွားရေးလုံးဝအဆင်မပြေနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်နောက်ဆုံးနိုင်ငံလေးကတော့ဆောက်ဆူဒန်လို့ခေါ်ပါတယ်ဒီနိုင်ငံကလွတ်လပ်ရေးရတာအရန်ကိုနောက်ကျပါတယ်2017ကမှစရခဲ့တာပါလွတ်လပ်ရေးရသွားခဲ့ပေမဲ့လည်းဒီနိုင်ငံမှာနိုင်ငံရေးပြဿနာတွေဆက်ရှိခဲ့ပြီးတော့ပြည်တွင်းစစ်ကလည်းအခုချိန်ကြီးဖြစ်နေသေးပါအာဏာရှိတဲ့လူတွေကလည်းကျောင်းတွေစောက်ပြီးမဲ့ငွေတွေစီးရုံးတွေစောက်ပြီးမဲ့ငွေတွေကိုအကျင့်ပြတ်ချစားတာကြောင့်နိုင်ငံကလုံးဝမတိုးတက်လာရတာပါပြီးတော့ဒီနိုင်ငံကကမ္ဘာပေါ်မှာ GDP အနည်းဆုံးနဲ့နေထိုင်ရအခက်အခဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ပြောရရင်လူသူအချင်းစီရဲ့စုစုပေါင်းဝင်ငွေကမနက်စာနဲ့ညစာပဲမလုံလောက်တဲ့အဆင့်ကိုမကျော်လွှားနိုင်ပါဘူးအခုပြောပြသွားတဲ့နိုင်ငံ၃နိုင်ငံစလုံးကအာဖရိကတိုက်ကပဲဖြစ်ပါတယ်โอเคဒီနေ့မှာကျွန်တော်ကကမ္ဘာပေါ်မှာနိုင်ငံတွေအများကြီးရှိတဲ့အထက်မှာအစင်းရဲဆုံးနိုင်ငံ၃နိုင်ငံကိုပြောပြပေးသွားတာဖြစ်ပါတယ်အခုပြောပြသွားတဲ့နိုင်ငံ၃နိုင်ငံကတော့ကမ္ဘာပေါ်မှာငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုလိုအပ်နေတဲ့နိုင်ငံတွေထဲမှာအရေးအကြီးဆုံးနိုင်ငံတွေပဲဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုနဲ့မှတစ်ဆင့်တခုခုရရှိသွားလိမ့်မယ်လို့ပြောလင်ပါတယ်ကိုလည်းပါ